ဟောဘာဖြစ် ရှက်ကောက်လာ ဘာလို့စိတ်ကောက် မရင်းတော့ဘာအိမ်မလာလို့ ချက်ခေါ်တဲ့စားတယ် အားရလို့ပဲကောက်ပါဦး ဟောချက်ခေါ်တဲ့စားတယ်စိတ်ကောက်ရောက်ဟောအိမ်မထဲမှာချက်ခေါ်တဲ့စား 不对不对，不对的，没你了嘛，我吃多了，我你来了，哎妈妈哪里？ ဟော不对အိမ်မထဲမဆိုင်ဘူးကွာ 我叫哎妈的话，我你不要毛家都靠水啥的，别得了啦。 မနေ့ကဝေကြည့် 不怪为毛为人，我叫谁都过路的吃吧不？ ဟုတ်တယ်လေ 啊我哎妈的煮啊吧不？ အိမ်မအိမ်မကတူးလို့မရဘူးလေ 煮啊吧我不煮我的来吃嘛，先靠水啥的。好嘞。 အိမ်မလေးကွာသူချက်ခေါ်တဲ့စားစားမှာပေါ့ 不要不 ကော်ဖီ 要 တောက်ချင်တောက်မှာပေါ့ 不如我的妈妈妈吃的妈妈的啦不，啊妈妈吃多了靠水啥的不路的， မချက်ခေါ်တဲ့စားမှာချော့ 爸爸不，啊妈妈吃多了， ချက်ခေါ်တဲ့စားရင်ချော့ 爸爸不，俺家了那洗的吧穿了我啊，都家了靠水啥的哎妈， မအဲ့ဒီကချက်ခေါ်တဲ့စားခြင်းလေညတော့အိမ်မကြီးပဲကောင်းမှတော့ 爸爸在我现在都谁都过路的，不如谁干嘛吃的哎妈妈嘛哟， အော်ဒါမဲ့မဆိုင်ဘူးအိမ်မဆိုတာပြောလို့မရဘူးလေတူချက်ခေါ်တဲ့စားကော်ဖီတောက်ချင်တော့ 哎那都谁都过路的都，哎妈都买嘛呗，喵。 အာဘလို့တော့အိမ်မထဲချက်ခေါ်တဲ့စားအိမ်မထဲမှာလိုက်သုံးဘူး 那个不是这个嘛吃的妈妈家了， အိမ်မနော် 要干了。ပြောင်းရင်